Hello အားလုံးမင်္ဂလာပါဒီနေ့တော့ကျမတို့လုပ်သမျှကိတ်မုတ်တွေထဲမှာအယောင်ရဆုံးနဲ့ချစ်စရာအကောင်ဆုံးကိတ်မုတ်လေးတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်ကြည့်လိုက်ပါဦးအယောင်လေးတွေနဲ့ရှင်လေးကိုအေးသွားတာပဲမဟုတ်လားဒါကတော့အသားလေးရဲ့6နှစ်ပြည့်မွေးနေ့အတွက်အထူးလုပ်ပေးထားတာဖြစ်ပါတယ်ခလီးတွေရဲ့အသေးဆွဲ lighting McQueen ကားလေးနေပေါ့ကိတ်မုတ်ပေါ်မှာဆိုရင်အရင်ဆုံးကားလမ်းလေးကိုအရင်ဆောက်မယ်ပြီးရင်တက်တန့်လေးတွေနဲ့အုံးမြင့်လေးတွေပါတခြားလေးထည့်မယ်တဘောကတော့ကန်ကြီးမှာကာမုန်နေရသူတို့ခန်းစားချက်မျိုးပေးရှင်လို့ပါခိတ်သားကလည်းပြောစရာမလိုအောင်နူးအိနေအောင်တေချာလေးစီမံထားပေးပါတယ်ဒါပေမဲ့ဒီကိတ်မုတ်ကအပြင်ပန်းကြည့်ရုံနဲ့တင်ပြီးသွားတာမဟုတ်ဘူးသူကလေပွဲတိုးတဲ့ကိတ်မုတ်မျိုးဘာလို့လဲသိလားဘာလို့လဲဆိုတော့ဒီကိတ်မုတ်ထဲမှာပတ်စံလေးကိုတရွက်ချင်းတေချာလေးလိပ်ပြီးတော့ဝတ်ထားပေးလို့ဖြစ်ပါတယ်တားလေးကဒီ Happy Birthday ဆိုတဲ့ အဝိုင်းကြီးကိုဆွဲထုတ်လိုက်ရတဲ့ပတ်စံတွေကတရွက်ချင်းထွက်လာမှာဖြစ်ပါတယ်။အိမ်ရလူတွေကတားလေးကို surprise လုပ်ချင်လို့ဆိုပြီးတော့အများကြီးထည့်ထားခိုင်းတာ။ဆွဲရင်နဲ့အများကြီးထွက်လာမှာ။မွေးနေ့ပွဲမှာဒီလိုလေးလုပ်ပေးတဲ့အခါကျရင်မွေးနေ့ရှင်နေမကဘူး။ဘေးမှာဝိုင်းကြီးနေတဲ့တငယ်ချင်းတွေပါပါဇက်ဟောင်းလောင်ဖြစ်သွားမှာအသေးချပဲ။တကယ်တော့မွေးနေ့ဆိုတာတစ်နှစ်မှတစ်ခါပဲရှိတာလေ။အဲ့တော့ပုံမှန်မွေးနေ့ကိတ်ထက်ဆိုင်ရင်အခုလိုအမှတ်တရဖြစ်စေမဲ့ surprise လေးလုပ်ပေးတာကပိုပြီးတန်မိုးရှိတာပေါ့ကျမတို့ဒီမှာဆိုရင်ဒီလိုပတ်စံဆွဲတဲ့ကိတ်တွေကိုလိုချင်တဲ့ဒီဇိုင်းနဲ့မှာလို့ရပါတယ်ပတ်စံနေမကောက်နော်တခြားပစ္စည်းတွေထည့်လို့ရတယ်ကဲတသားမမီးတွေအတွက်ပဲဖြစ်ဖြစ်ကိုချစ်သူအတွက်ပဲဖြစ်ဖြစ်ဒီလိုအထကျတဲ့ကိတ်မုတ်တွေကိုမှာချင်ရင်တော့အမြန်ဆုံးအခုပဲ Messenger ကိုလာပြီးမေးမြန်းဆောင်စမ်းနိုင်ပါတယ်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေဖြစ်ပါစေနော်တတားသားလေးလေး Happy Birthday ပါရှင်